မလေးရှားနေပြီးတော့ညီမဘီကိုငွေလဲဖို့ဆိုရင်တော့ Merchant Rate Money ရှိပါတယ်အဲ့တော့မိတ်ဆွေတို့မှာ Merchant Rate Money account တစ်ခုရှိအောင်နဲ့မိတ်ဆွေတို့ညီမဘီက KB account နဲ့လွှဲမလားဒါမှမဟုတ်ဆိုရင်တော့ bank account တွေလွှဲမလားပေါ့နော်အလဲတကူလင်းမြန်မြန်နဲ့လွှဲလို့ရမှာဖြစ်ပါတယ်အဲ့တော့အခုဆိုရင်ကျွန်တော် AYA ပေးတဲ့ကိုလည်းတိုက်ရိုက်လွှဲလို့ရနေပြီပေါ့နော်တကယ်လို့မှမိတ်ဆွေတို့မှာ bank account နေ KB တွေ AYA ပေးတယ်မရှိဘူးဆိုလဲကျွန်တော်ဘန်ဒီမှာငွေသားထုတ်လို့ရအောင်လဲဒီကနေပြီးတော့လွှဲလို့ရမှာဖြစ်ပါတယ်အဲ့တော့ Merchant Rate Money တွေကိုမိတ်ဆွေပိတ်ဆက်ထည့်ဖို့ဆိုရင်ကျွန်တော်သက်ဆိုင်ရာ bank တွေမှာသွားပြီးတော့လဲထည့်လို့ရတယ်လို့ကျွန်တော်အခုဆိုရင် Safeguard ATM နေပြီးတော့လဲ Cash Deposit အနေနဲ့ကျွန်တော် Cash ထဲကိုတိုက်ရိုက်ထည့်လို့ရမှာဖြစ်ပါတယ်ဒီကလေးမှမိတ်ဆွေတို့အပြင်နေမှာသွားကြည့်မှုဆိုရင်တော့ကိုယ့်ရဲ့ဒီမလေးရှားအခြား local bank တွေကနေပြီးတော့လဲဒီ Cash ထဲကိုတိုက်ရိုက်အလွယ်တကူလွှဲပြီးတော့ထည့်လို့ရတယ်ပေါ့နော်ဒါလေးကတော်တော်လေးကိုအဆင်ပြေတယ်ပေါ့နော်Merchant Rate Money ကညီမပြေငွေလဲလို့ရတဲ့အပြင်ကျွန်တော်ဒီ Cash ကိုသုံးပြီးတော့မိတ်ဆွေဈေးဝယ်မလားပေါ့နော် online နေဈေးဝယ်မလားဒါမှမဟုတ်ဆိုရင်ဖုန်းပေတွေဖြည့်မလားပေါ့နော်အခြားဒီမလေးရှားဘဏ်ချင်းချင်း transfer လုပ်မလားပေါ့နော်မိတ်ဆွေအများကြီးလုပ်လို့ရတယ်ပေါ့နော်ဒီကက်ကလေးကတော်တော်လေးကိုရှင်းပြတယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့ Merchant Rate Visa Card နဲ့ Merchant Rate Account ဖွင့်ဖို့အတွက်ဆိုရင်မိတ်ဆွေတို့ဒီကိုယ့်ရဲ့အနည်းဆုံးမှာရှိတဲ့ Merchant Rate ရုံးမျိုးတော့ပြီးတော့ဖွင့်လို့ရတယ်ပေါ့နော်အခုဆိုရင်ကျွန်တော်တနင်္ဂနွေလုံးမှာ Merchant Rate ရုံးပေါင်း96ခုလောက်ရှိတယ်ပေါ့နော်အဲ့တော့ဒီကက်ဖွင့်ဖို့ဆိုရင်မိတ်ဆွေတို့မှာ password ဒါမှမဟုတ်ဆို UN Cash စီုံနဲ့ဒီ Merchant Rate Visa Card နဲ့ Merchant Rate Account ဖွင့်လို့ရမှာဖြစ်ပါတယ်โอเคဒါကြောင့်မို့ဒီမလေးရှားရောက်နေတဲ့ဆွေညီမတွေအနေနဲ့ပေါ့နော်ဒီ Merchant Rate Visa Card လေးလောက်ထားဖို့ကျွန်တော်ကြံပြပါတယ်အဲ့တော့ညီမပြည်ကိုလည်းကျွန်တော်အလွယ်တကူလင်းလင်းမြင်မြင်နဲ့ငွေလွှဲလို့ရတယ်လို့ကျွန်တော်မလေးရှားအတွင်းမှာလည်းကျွန်တော်ဘဲသွားဈေးဝယ်လို့ရတယ်ငွေဆင်းလို့ရတယ်ပေါ့နော်အဲ့တော့ဖုန်းပေတွေကိုလည်းညီမပြည်ကိုလည်းအလွယ်တကူဖြစ်လို့ရတယ်လို့ကျွန်တော်ကိုယ့်ရဲ့မလေးရှားနိုင်ငံအတွင်းမှာစင်ကတ်တွေကိုလည်းအလွယ်တကူငွေဖြစ်လို့ရတာဖြစ်တဲ့တော်တော်လေးကိုရှင်းပြတယ်ပေါ့နော်အဲ့ငွေတွေပါရလည်းပြောင်းမှပြူမှအကောင့်တွေပိတ်မှလည်းစိတ်မပူပါဘူးတော်တော်လေးကိုအသုံးပြုတာအဆင်ပြေတာဖြစ်တဲ့မိတ်ဆွေတို့လှုပ်ထားဖို့ကျွန်တော်ကြံပြပါတယ်